မင်္ဂလာပါဗျနေထရနနအလင်းနဲ့အထူးစိတ်အေးချမ်းမှုနဲ့ခွန်အားကိုဖန်တီးပေးမဲ့ Motivational Morning Channel မှာနှွေးထွေးစွာကြိုဆိုပါရစေနေ့တိုင်းမနက်တိုင်းမှာတင်းရဲ့စိတ်ကိုအလင်းဖြည့်ဖို့ကျွန်ုပ်တို့ရှိနေပါပြီကဲဒီနေ့တော့အတွေးခေါ်လေးတွေအများကြီးပေးနိုင်မယ်ရွှေအောင်ပုံပြင်လေးတစ်ပုတ်ထဲကိုအတူတူခရီးထွက်ကြည့်ကြရအောင်ပါဒီမင်ကဘင်းတပါသူရဲ့တိတ်ကိုယုံကြည်ရတဲ့အမတ်ကြီးတူပြီးတော့သူတို့နှစ်ယောက်လုံးရဲ့ဘဝကိုတစ်စစ်ချိုပြောင်းလဲသွားစေခဲ့တဲ့မတော်တဆမှုတစ်ခုအကြောင်းပါပဲဒီပုံပြင်တစ်ခုလုံးရဲ့အဓိကအသက်ကတော့ဒီစကားစုလေးပါပဲဖြစ်သမျှအရာအလုံးဟာကောင်းဖို့အတွက်ပဲဖြစ်လာတာပါအများစုလည်းဒီစကားကိုကြားဖူးပြီးသားဖြစ်မှာပါဒါပေမဲ့ဒီစကားရဲ့တကယ့်အနှစ်သာရသူ့ရဲ့အနက်နဲ့တဲ့အဓိပ္ပာယ်ကဘာလဲဆိုတာကိုတော့ဒီပုံပြင်လေးနဲ့အတူတူစူးစမ်းကြည့်ကြရအောင်ဇလန်ရဲ့အဓိကစကောင်းတွေကတော့ဘယင်းတစ်ပါးနဲ့သူ့ရဲ့ညာလက်ယုံလို့ထင်နေတဲ့အမကြီးတူပေါ့သူတို့နှစ်ယောက်ကြားကအလွန်ခိုင်းမာတဲ့ဆက်ဆံရေးကိုမထင်မှတ်ထားတဲ့မတော်တဆမှုလေးတစ်ခုကဘလို့များစမ်းသပ်သွားတယ်လဲဆိုတာကြည့်လိုက်ကြရအောင်ကဲဇလန်ရဲ့အစာမှာတော့ကန်ဆိုးမှုတစ်ခုနဲ့စတင်ပါတယ်အဲ့ဒီကန်ဆိုးမှုအပေါ်မှာပြန်ဖေးလိုက်တဲ့တွန်းပြန်မှုကတော့တော်တော်လေးကိုထူးဆန်းနေခဲ့ပါတယ်ဒီနေ့မှာပေါ့ဘယင်းမင်းမြတ်ဟာသူ့ရဲ့ဓာတ်တော်ကိုတန်ဆင်နေတော့မှာပဲမတော်တဆမှုတစ်ခုဖြစ်ပြီးလက်ညှိုးတစ်ချောင်းပြတ်သွားပါလေတော့အတော်လေးကိုနာကျင်ပြီးတော့ကန်ဆိုးတဲ့အဖြစ်ဖက်တစ်ခုလိုပဲပြောရမှာပေါ့ဒါပေမဲ့ဒီနေရာမှာအံ့ဩစရာကောင်းတာကသူ့ဘေးမှာရှိနေတဲ့အမတ်ကြီးရဲ့တုံ့ပြန်မှုပါပဲအမတ်ကြီးကဘာပြောလိုက်လဲဆိုတော့အရှင်မင်းကြီးဖြစ်သမျှအရာအလုံးဟာကောင်းဖို့အတွက်ပဲဖြစ်လာတာပါဘယင်တစ်ပါးလက်ညှိုးပြတ်သွားလို့နားကျင်နေတဲ့ချိန်မှာဒီလိုစကားမျိုးပြောတာကတော်တော်လေးနားလေရခက်တဲ့နှစ်သက်မှုတစ်ခုပေါ့နော်ဘယင်လည်းဒီစကားကြားလိုက်ရောဒေါ်တော်ကငယ်ထိတ်ဆောင်တက်သွားတာပေါ့ဟုတ်တယ်လေကိုကသွေးထက်တန်ရုံခေပြီးနာကျင်နေတဲ့အချိန်မှာဒီလိုစကားမျိုးကြားရတော့ဘယ်သူမှစိုးစိတ်တော့ပါပဲလေဒါနဲ့ပဲဘယင်ကသူ့ရဲ့အမတ်ကြီးကိုထောင်ထဲချက်ချင်းထည့်ဖို့အမိန့်ပေးလိုက်ပါတော့တယ်ပိုပြီးထူးခြားတာကအဖမ်းခံရပြီးထောင်ထဲကိုဆွဲခေါ်သွားတဲ့အချိန်မှာတော့အမတ်ကြီးကသူ့ရဲ့ယုံကြည်ချက်ကိုလုံးဝမစွန့်လွတ်ပါဘူးယင်စကားကိုပဲထပ်ပြီးတော့ရွတ်ဆိုသွားတယ်ဖြစ်သမျှအရာအလုံးဟာကောင်းဖို့အတတ်ပဲဖြစ်လာတာပါဒီအချက်ကြောင့်ပဲဒီပုံပြင်ကပိုပြီးစိတ်ဝင်စားစရာကောင်းလာတာပါကဲအခုဆိုဇလန်ရဲ့ဒုတိယပိုင်းကိုရောက်လာပါပြီဒီအပိုင်းမှာတော့အဲ့ဒီနားလည်ရခက်တဲ့အမတ်ကြီးရဲ့စကားကဘလောက်တောင်မှန်းသွားတယ်လဲဆိုတာကိုဖရင်ကိုယ်တိုင်ကြုံတွေ့ရောက်တော့မှာပါဒီလိုနဲ့ချင်းလေးကုံလုံးပြီးနှစ်လလောက်ကြာမှဘီရင်မင်းများဟာသူ့ရဲ့စစ်တေးငါအဖေနဲ့တော်ဝင်အမဲလိုက်ွယ်တစ်ခုကိုထွက်ခဲပါတယ်အမဲလိုက်ရင်းနဲ့ဘရင်ဟာတမိန်တကောင်နောက်ကိုအသေးရတာလိုက်ရင်သူ့ရဲ့စစ်တေးတွေနဲ့လူစုကွဲသွားပြီးတော်နှကြီးထဲမှာမဲဆီလဲလာမပြီးတော့တယောက်ထဲကြံနေပါတော့အဲ့ဒီလိုလမ်းပြောင်းနေတဲ့ဘရင်ကိုတော်ထဲမှာနေတဲ့လူရိုင်းမျိုးနွယ်စုတစ်ခုကဖမ်းမိသွားပါတယ်အဲ့ဒီမျိုးနွယ်စုကလည်းသူတို့ရဲ့နတ်ဖျားကိုပူဇော်ဖို့လူသားရဲ့စေကောင်တယောက်လိုအားနေတာနဲ့အန်ကွက်ဖြစ်သွားတာပေါ့ဒီလိုနဲ့ဘရင်ကိုရဲပူဇော်ဖို့အရာအကုန်ပြင်ဆင်ပြီးတဲ့အချိန်မှာပဲမျိုးနွယ်စုခေါင်းဆောင်ကဘရင်ရဲ့ခန္ဓာကိုယ်ကိုစစ်ဆေးပါတယ်အဲ့ဒီကမှဘရင်ရဲ့လက်ညှိုးတစ်ချောင်းပြတ်နေတာကိုတော့တွေ့တယ်သူတို့ရဲ့ယူဆောင်ရာဆိုရင်မပြည့်စုံတဲ့လူကိုရဲစစ်ပူဇော်လို့မရဘူးလေနတ်ဖျားအမြဲထွက်လိမ့်မယ်ပေါ့ဒါနဲ့ပဲဘရင်ကိုချက်ချင်းပြန်လွှတ်ပစ်လိုက်ပါတယ်အဲ့ဒီချိန်မှာမှဘရင်ဟာအတိအဝင်လာတော့တာပဲဟိုးရင်ကသူ့အတွက်ကန်ဆိုးမုံမောင်ကြတဲ့အချစ်ဆိုးကြီးလို့ထင်ခဲ့တဲ့လက်ညှိုးပြေသွားတဲ့ကိစ္စကတကယ်တော့သူ့အတွက်ကိုကယ်တင်လိုက်ကပဲဆိုတာသဘောပေါက်သွားတယ်အဲ့ဒီတော့မှအမတ်ကြီးပြောခဲ့တဲ့စကားကမှန်နေခဲ့ပါလားဆိုတာကိုသူနားလေသွားပါလို့တယ်ဒါပေမဲ့ဇလန်ကဒီမာတွေမပြီးသေးပါဘူးဘရင်အတွက်တော့ကောင်းသွားပြီဆိုတာရှင်းနေပြီဒါဆိုအဖြစ်မရှိပဲထောင်ထဲပို့ခံလိုက်ရတဲ့အမတ်ကြီးတာကောသူ့တက်ကြဘယ်လိုကောင်းကျိုးရှိကြလို့လဲဟုတ်ပြီလေဘရင်ကတော့သူ့လက်ညှိုးပြတ်တာကောင်းတယ်ဆိုတာကိုတွေးကြုံပြီးနားလည်သွားပြီဒါပေမဲ့ပါအပိမမရှိပဲထောင်ထဲမှာနှစ်လလောက်ဒုက္ခခံခဲ့ရတဲ့အမတ်ကြီးရဲ့တော့ကြတော့ရောဘယ်လိုကောင်းကျိုးရှိခဲ့လို့လဲဒါကဘရင်ကိုယ်တိုင်လည်းနန်းတော်ပြင်ရောက်ချင်းသိကျင်နေတဲ့မိကုန်းတစ်ခုပါပဲဒီမှာရှင်းရှင်းလင်းလင်းနိုင်ရှင်ကြည့်လို့ရပါတယ်ဘရင်ရဲ့အကန်ဆိုးမှုလို့ထင်ရတဲ့လက်ညှိုးပြတ်ခြင်းကသူ့တက်ကိုကယ်တင်ခဲ့တယ်လို့ပဲအမတ်ကြီးရဲ့ကန်ဆိုးမှုလို့ထင်ရတဲ့ထောင်ကြားခြင်းကလည်းသူ့တက်ကိုကယ်တင်ခဲ့ပါတယ်ဒီတော့ကန်ဆိုးရလို့ထင်ရတဲ့အဖြစ်ပြန်တစ်ခုစလုံးဟာသူတို့နှစ်အောင်လုံးကိုယူပူစော်ခံရမဲ့ဘေးကနေလွတ်မြောက်စေရတာပါအမတ်ကြီးကဖရင်ကိုဒီလိုပြန်ရှင်းပြပါတယ်အရှင်မင်းကြီးဆင်းလာကြည့်ပါကျွန်တော်မျိုးသားထောင်ထဲမှာမဟုတ်ခဲ့ဘူးဆိုရင်အမဲလိုက်ပွဲကိုအရှင်မင်းကြီးနဲ့တူအမြဲတမ်းလိုလိုက်ပါမှာပဲအဲ့ဒီခါကျရင်လူရိုင်းတွေကလက်ညှိုးပြက်နေလို့မပြေဆုံးတဲ့အရှင်မင်းကြီးကိုတော့လွတ်ပေးလိုက်မယ်ဒါပေမဲ့ခန္ဓာကိုယ်အပြည့်စုံရှိနေတဲ့ကျွန်တော်မျိုးကတော့မလွတ်ပဲရပ်ပူစော်မှာတေးကြပါတယ်ဆိုတော့ကျွန်တော်မျိုးထောင်ထဲရောက်နေခဲ့တာဟာကျွန်တော်မျိုးအသက်ကိုပါကယ်တင်လိုက်တာပါပဲဗျာဒီပုံမြင်လေးနဲ့ညားရှိနိုင်တဲ့ပိုပြီးချေပြန့်တဲ့အတွေးခေါ်ဆိုင်ရာသင်ခန်းစာလေးကိုချိလိုက်ကြရအောင်
ဒီပုံမြင်ကားနဲ့ကျွန်တော်တို့သင်ယူရမယ့်အဓိကအချက်ကတော့အကန့်အသတ်ရှိတဲ့ shoot down ဆိုတာပါပဲဆိုလိုတာကလူတွေဟာအဖြစ်ဖြစ်တစ်ခုရဲ့နောက်ွယ်ကအကျိုးဆက်အပြည့်စုံကိုမမြင်နိုင်သေးပဲချက်ချင်းလက်ငင်းခံစားချက်ပေါ်မှာပဲ motive ဒါကကောင်းတယ်ဒါကဆိုးတယ်လို့တမတ်ဆုံးဖြတ်တတ်ကြရတယ်ဆိုတဲ့သဘောပါပဲဒါကြောင့်ဒီပုံပြင်ကနေမှထားတဲ့အဓိကချက်ဒီကတော့1ကျွန်တော်တို့ရဲ့အတိညာဉ်ဟာဖြစ်ရတစ်ခုကိုကောင်းလားဆိုးလားအလုံးစုံတရားမျှတစွာဆုံးဖြတ်နိုင်ဖို့အကန့်အသတ်ရှိလုံးပါတယ်နှစ်လောကကြီးဟာကံတရားပေါ်အခြေခံတာမို့လို့ခက်ခဲတဲ့အခြေအနေဆိုတာအတိတ်ကမကောင်းတဲ့ကံတွေကိုကြည်ပြောက်စေနိုင်ပါတယ်3ဒီလောကကြီးကိုဖန်ဆင်းထားတာဟာကျွန်တော်တို့ရဲ့ရင်တူမဟုတ်ပါဘူးဒါကြောင့်နောက်ဆုံးတစ်ချက်ကတော့လောကရဲ့အစီအစဉ်ကြီးထဲမှာတကယ်တော့မှားယွင်းတဲ့အရာဆိုတာဖြစ်မလာနိုင်ဘူးဆိုတာပါပဲဒါကြောင့်မလို့အစမှကြားခဲ့ရတဲ့ဖိတ်သမျှအရာလုံးဟာကောင်းမှုအတက်ပဲဖြစ်လာတာပါဆိုတဲ့စကားဟာအခုချိန်မှာတော့ပိုပြီးနဲ့ရှိုင်းတဲ့အတက်ပဲကိုရှောင်နေပါပြီဒါဟာမက်ဆီရှေကမြင်နေရတဲ့အဆိုးတွေကိုကြော်လွန်ပြီးပိုကြီးမားရဲ့ပုံရိပ်ကိုယုံကြည်ဖို့တိုက်တွန်းနေတာပဲဖြစ်ပါတယ်ကဲနောက်ဆုံးအနေနဲ့ပေါ့နော်စဉ်းစားစရာမင်းခွန်းလေးတစ်ခုထားခဲ့ခြင်းပါတယ်ကိုယ့်ရဲ့ဘဝမှာလက်ရှိကြုံတွေ့နေရတဲ့အခက်အခဲဒါမှမဟုတ်စိန်ခေါ်မှုတစ်ခုဟာအနာဂတ်အတွက်ဖုံးကွယ်ထားတဲ့အခွင့်အလမ်းကောင်းတစ်ခုများဖြစ်နေနိုင်မလားဒီပုံမြင်လေးကတော့ဖြစ်နိုင်တယ်လို့ပြောနေတယ် ဗီဒီယိုကိုအဆုံးထိကြည့်ပြီးအားပေးခဲ့တာတော့ကျေးဇူးပါနောက်လည်းစိတ်အားတက်ကြွစေမယ့်အကြောင်းအရာများကိုမလွတ်တမ်းကြည့်ရှုနိုင်စေဖို့ Motivational Morning Channel ကို Subscribe လုပ်ထားပြီးအသစ်တွေတင်တိုင်းသိရှိရအောင်ဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ကြပါအောင်ဗျာဒီနေ့ကိုအောင်မြင်စွာစတင်လိုက်ပါ